ဘုရားသခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါလေဒီနေ့တော့အရှင်လက်လက်တွေ့ရပြီပေါ့နော်ကျွန်တော်တောင်းနေဒီအသင်းတော်ကိုလွန်ခဲ့တဲ့3နှစ်ကျော်လောက်ပါပေါ့နော်ကျွန်တော်ဒီမှာရောက်လာတယ်ဒီအဆောင်လေးမှာပေါ့နော်ဒီဖျားเจ้าမဆောက်သေးဒီမှာမြေကွက်လည်းပဲရှိတယ်အဲ့အဆောင်လေးမှာကျွန်တော်ကျန်းစာလာတင်တယ်နော်ကျွန်တော်မိတ်ဆွေဆရာရဲဝင်းထူးတို့ဆရာတော်ဒီတို့ဆရာပြီးတို့နော်ကျွန်တော်ပါဝင်ကြတယ်နော်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုလည်းချီးမွမ်းပါတယ်အခုလည်းနော်ဆရာတော်ကကျွန်တော်တင်းဆရာကျွန်တော်ဖိတ်တဲ့ခါမှာကျွန်တော်မငင်းပါဘူးဒီမှာလာရောက်ရတယ်ဒီမှာဆရာတော်ကြီးတွေနော်လာရောက်တဲ့ဆရာတော်ကြီးတွေအားလုံးတွေ့ရတဲ့ဝမ်းသာပါတယ်ဓမ္မမိတ်ဆွေတွေလည်းတွေ့ရလို့ဝမ်းသာပါတယ်နှုတ်ကပတ်တော်အပြင်ကျွန်တော်အသက်တာကိုစင်ကြင်ခွန်အားယူဖို့တိဆောက်ဖို့ဖြစ်ပါတယ်ဘုရားသခင်လူကိုဘာရည်ရွယ်ချက်နဲ့ဖန်ဆင်းတာလဲဘုရားသခင်လူကိုဖန်ဆင်းရတဲ့ရည်ရွယ်ချက်ကဘာလဲလူကိုဒုက္ခရောက်ဖို့ဘုရားဖန်ဆင်းတာမဟုတ်လူကိုသေဖို့အတွက်ဘုရားဖန်ဆင်းတာမဟုတ်လူကိုငရေကြဖို့အတွက်ဘုရားဖန်ဆင်းတာမဟုတ်ပါဘူးရှင်မဿဲခရစ်ယာန်25မှာဆိုရင်ငရဲကိုဘု து အတွက်ဖန်ဆင်းတာလဲဆိုရင်တော့စာတန်နဲ့မာနနဲ့သူ့ရဲ့တမန်တွေအတွက်ဖန်ဆင်းထားတယ်လို့တမန်ကျမ်းစာမှာဖော်ပြပါမဿဲခရစ်ယာန်25အပိုင်ငယ်41မှာမာနနဲ့သူ၏တမန်တို့ဖို့ပြင်ဆင်သောထာဝရမီးလို့ဖော်ပြပါအဲ့ဒီမီးဟာခဏမဟုတ်ထာဝရဖြစ်တယ်အဲ့ဒါကလူအတွက်မဟုတ်ဘူးတဲ့နော်ငရဲကိုဖျားဖန်ဆင်းနေဆိုတာလူတွေတွားဖို့မဟုတ်ဘုရားသခင်ကဘယ်လူတူတယောက်ကိုမှငရဲမကြစေခြင်းနဲ့ဖျားဖြစ်တယ်ဒါဆိုဘာလို့ဖန်ဆင်းထားရသေးလဲလို့မေးကြမေးခွန်းရှိပါတယ်ငရဲကိုဖန်ဆင်းရတဲ့ရည်ရွယ်ချက်ကဘသူအတွက်လဲစာတန်နဲ့မာနနဲ့သူဤတမန်တွေအတွက်ဖြစ်တယ်စာရမဏတ်နဲ့သူ့ရဲ့နောက်လိုက်တွေအတွက်ဝိညာဉ်ဆိုးနှဆိုးတွေအတွက်ဘုရားသခင်ကအဲ့ဒါကိုဖန်ဆင်းထားခြင်းဖြစ်ပါတယ်ဒါကိုစာတန်ကသိတယ်သူတယောက်တည်းတော့မသွားဘူးသူဖန်ဆင်းတဲ့လူသားနော်ဘုရားသခင်ဖန်ဆင်းတဲ့နော်လူသားတွေကိုသူကလှည့်ပြားပြီးတော့ဘုရားကလူကိုသိချစ်တယ်ဆိုတာသူသိတယ်ဒါကြောင့်မို့အဲ့ဒီဘုရားဖန်ဆင်းတဲ့သူ့ရဲ့လူသားတွေကိုသူခေါ်သွားမယ်နော်ဒါကြောင့်မို့ဖခင်ကသူ့ရဲ့သားသမီးတွေကိုအရင်ချစ်တာသိတဲ့ခါမှာအဲ့ဒီဖခင်ရဲ့လူတွေကိုသူနဲ့အတူငရဲမှာဆုံးရှုံးဖို့ရန်အတွက်စာတန်ကလှုပ်ဆောင်ပါတယ်။ဒါမှမဟုတ်ကဘာဦးတွေကလှုပ်ဆောင်နေ။ဘုရားသခင်လူကိုဖန်ဆင်းတဲ့ရည်ရွယ်ချက်ကလူကိုသေဖို့မဟုတ်ဒုက္ခရောက်ဖို့မဟုတ်ငရဲကြဖို့မဟုတ်။ဘုရားသခင်လူကိုဖန်ဆင်းတဲ့ရည်ရွယ်ချက်ကထာဝရကာလအထိချစ်ချင်းမေတ္တာနဲ့အတူနေသွားဖို့ဖြစ်ပါတယ်။ဘုရားကလူကိုချစ်မယ်လူကလည်းဘုရားကိုပြန်ချစ်မယ်အတူတကွချစ်ချင်းမြတ်တာနဲ့ထာဝရကာလတိအသက်ရှင်ဖို့ဘုရားကရည်ရွယ်ချက်နဲ့ဖန်ဆင်းတာပါဒါပေမဲ့လူဟာဘုရားစကားကိုနားမထောင်တဲ့အခါမှာဘုရားသခင်မလုံနဲ့ဆိုတဲ့အလုပ်ကိုလုပ်မိတဲ့အခါမှာနော်ဘသူကလှည့်စားလိုက်လဲဆိုရင်တော့စာတန်ကလှည့်စားတာပေါ့ဘုရားစကားနားမထောင်ဘူးအဲ့ဒီထဲမှာကြဆုံးသွားတယ်ဘုရားသခင်မစားနဲ့ဆိုတဲ့ဥယျာဉ်အလေကအကောင်းမကောင်းသိကျွမ်းရအပင်အသီးကိုစားမိတယ်ဘုရားရဲ့စကားကိုလွန်ကျူးမိတဲ့ခါမှာလူဟာအပြစ်ထဲမှာကြဆင်းပြီးတော့အဲ့ဒီအပြစ်ရဲ့အဖိုးခနောက်ဆက်တွဲအကုန်ခံရတယ်။အဲကြောင့်မို့အဲ့ဒီကြဆင်းသွားတဲ့လူကိုဘုရားသခင်ကကယ်တင်ဖို့ရန်အတွက်ဒီလောကကြီးကိုဆင်းကြွလာတယ်။လူသားအလုံးရဲ့အပြစ်တွေလဝါကတိုင်းမှာကိုစားအသိခံပေးတယ်။သင်ကြိုတယ်။၃ရက်မြောက်သောနေ့မှာတည်ခြင်းကရှင်ပြန်ထမြောက်တယ်။အဲ့ဒီလူမလွန်ဆန်မအောင်မြင်နိုင်တဲ့အပြစ်တွေသခင်ရှုခရစ်တော်ဘုရားကကယ်တင်ပေးသွားတယ်။ဒါကြောင့်မို့ဘယ်ဘာသာဝင်မဆိုဘယ်လူမျိုးမဆိုဘယ်အဆင့်တန်းမဆိုသခင်ရှုခရစ်တော်ဘုရားကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်ခြင်းအပြင်အပြစ်ကနေလွတ်မြောက်ပြီးတော့ထာဝရဒုက္ခချမ်းသာကိုဝင်စားဖို့အခွင့်အရေးရှိနေပါတယ်။အပင်ကြီးကလွတ်မြောက်ရမဟုတ်လောကမှာနေတဲ့အခါမှာလည်းဒုက္ခဆင်းရဲခြင်းတွေကနေလွတ်မြောက်ဖို့ရန်အတွက်ယေရှုကလက်ဝါးကတိုင်းမှာအဲ့ဒီဒုက္ခဆင်းရဲခြင်းကိုဖြစ်စေတဲ့အပြစ်ရဲ့ပြဿနာကိုဖယ်ရှားပေးလိုက်တယ်။ဒါကြောင့်မို့ချစ်တော်ညီကိုအားရောက်စီတိုင်းကျွန်တော်တို့ဘဝအသက်တာထဲမှာဘုရားသခင်ကဘာ
ဘာသာတစ်ခုရဲ့ဖခင်မဟုတ်ပါဘူးလူမျိုးတစ်ခုရဲ့ဖခင်မဟုတ်ပါဘူးလူတိုင်းရဲ့ဖခင်ဖြစ်တယ်လူတိုင်းကိုချစ်တဲ့ဖခင်ဖြစ်တယ်လူတိုင်းကိုအပြစ်ကနေကယ်တင်တဲ့ဖခင်သခင်ဖြစ်ပါတယ်တချို့ကကဘာဦးမှာအာရနဲ့အေဝါကဖျားစကားကိုနားမထောင်တဲ့အခါမှာအပြစ်တွေကိုကြဆင်းသွားပြီးတော့ဆုံးရှုံးသွားတယ်။ဒါကြောင့်မို့သခင်ရှုခရစ်တော်ဘုရားကိုယုံရင်အာရနဲ့အေဝါဆုံးရှုံးသွားတဲ့ຢာတွေအားလုံးပြန်ရမယ်။အဲ့ဒီလိုပြောတဲ့အခါမှာအာရနဲ့အေဝါဘာဆုံးရှုံးသွားလဲ။မေးစရာမေးကွန်း။တိုက်တွေဆုံးရှုံးသွားတာလား။ကားဆုံးရှုံးသွားတာလား။အဲ့တော့တိုက်တွေကားတွေတော့မရှိသေးပါဘူး။အာရနဲ့အေဝါပတ်စံဆုံးရှုံးသွားအဲ့တော့ပတ်စံတော့မပေါ်သေးဘူး။ငွေကြေးစနစ်တော့မရှိသေးဘူး။ဒါဆိုအာရနဲ့အေဝါအဝတ်စားတွေဆုံးရှုံးသွားလား။အဝတ်စားမဆုံးရှုံးတဲ့ပြင်အဲ့ဒီအပြစ်ဝင်တော့မှအဝတ်စားပြန်ဝတ်ကြတာ။နော်အဝတ်စားဝတ်ရတာအဲ့ကြတော့မှအာရနဲ့အေဝါဘာဆုံးရှုံးသွားလဲ။သူတို့အလုတ်ဆုံးရှုံးသွားလားမဟုတ်ဘူး။အဲ့ဒီတဲဟိုကပင်မန်းဆိုတာအလုတ်လုပ်ဖို့အပြစ်ကြတော့မှစတာ။အေရင်ဥယျာဉ်ကိုပြုစုစောင့်ရှောက်စေခြင်းကဘာမှမပင်မန်းဘူးအဲ့ဒီပြုစုစောင့်ရှောက်တဲ့အလုပ်ကဒါပေမဲ့အပြစ်ရောက်လာတဲ့ခါမှာပင်မန်းဆိုတာအလုတ်လုပ်ပြီးမှအစားစားရပင်ပန်းခြင်းဆိုအဓိကလာအာရနဲ့အေဝါဆုံးရှုံးသွားတဲ့အရာတွေကိုယေရှုခရစ်တော်လက်ဝါးကတိုင်မှာအသေးခံခြင်းကိုယုံကြည်သောသူတို့ဖခင်ကပြန်ပေးတယ်။ကဲဒါဆိုရင်ဘာဆုံးရှုံးသွားလဲ။အာရနဲ့အေဝါဆုံးရှုံးသွားတာရွှေမဟုတ်ပါဘူး။ငွေမဟုတ်ပါဘူး။လောကစည်းစိမ်မဟုတ်ပါဘူး။ဖခင်ကိုဆုံးရှုံးသွားတာဖြစ်တယ်။ဘာကိုဆုံးရှုံးသွားလဲဆိုတော့ဖခင်ကိုဆုံးရှုံးသွားတယ်။ဒါကြောင့်မို့သခင်ခရစ်တော်ဖခင်ကိုယုံကြည်တဲ့သူကဘာပြန်ရလဲ။ဖခင်ကိုပြန်ရတာဖြစ်တယ်။ကဘာဦးမှာဆုံးရှုံးသွားတဲ့ဖျားသခင်တည်ရှိခြင်းဆိုတဲ့အဲ့ဒီဖျားနဲ့အဆက်ပြန်ရသွားတယ်။ဒါကြောင့်မို့ဖျားသခင်ကလူနဲ့အတူနေခြင်းနဲ့ဖျားဖြစ်တယ်။လူကိုဖန်ဆင်းတဲ့ရည်ရွယ်ချက်ကလည်းလူနဲ့အတူနေဖို့ပဲဖြစ်တယ်။ဒါကြောင့်မို့ဖျားသခင်ကအဲ့ဒီဆုံးရှုံးသွားတဲ့လူအတွက်လူနဲ့အတူပြန်နေရဖို့အတွက်အစီအစဉ်တွေရေးဆွဲခဲ့တယ်။ပထမဆုံးဖျားသခင်လှုပ်ဆောင်ခဲ့တဲ့စနစ်တစ်ခုရှိတယ်။အဲ့ဒါကရစ်ပလင်စနစ်လို့ခေါ်တယ်။ရစ်ပူဆိုရတယ်ကဘာဦးမှာအာဒန်နဲ့အေဝါရဲ့သားနှစ်ယောက်ဖြစ်တဲ့ကာအိနာနဲ့အာဘီလာရဲ့ရစ်ပူဇော်ခြင်းအကြောင်းကဘာဦးကျမ်းခန်းကြီး၄မှာဖတ်ရတယ်။အဲ့ဒါဖျားနဲ့ပြန်လဲမိသခာယဖွဲ့ဖို့ဖျားနဲ့ပြန်လဲတွေ့ဆုံဖို့ရန်အတွက်အဲ့ဒီရစ်ပလင်စနစ်လူရဲ့အပြစ်ကိုစားရစ်ကောင်ကအသွေးသွန်းရ။အဲ့ဒီခါမှာဖျားကလူရဲ့အပြစ်ကိုအလုံးစုံဖြေလွတ်လိုက်တာမဟုတ်။တစ်နှစ်စာလွတ်တယ်။တစ်နှစ်စာဖျားသခင်ကအပြစ်ကိုဆိုင်းငံ့သွားတယ်နောက်ဆုံးမှာတော့အလုံးစုံအပြစ်ကိုဖြေလွတ်တာတော့လဝါကတိုင်းမှာသခင်ရှုခရစ်တော်ဘုရားရဲ့အသွေးတော်အားဖြင့်ပဲအလုံးစုံအပြစ်ကိုဖြေလွတ်လိုက်တာဖြစ်ပါဒါကြောင့်မို့ရစ်ပလင်စနစ်ကနေပြီးတော့ဘုရားသခင်ကနောက်ထပ်စနစ်တစ်ခုထပ်ပြောင်းတယ်အဲ့ဒါကတော့တဲတော်စနစ်လို့ခေါ်ပါမောရှေလက်ထက်မှာစတင်တယ်တဲတော်အားဖြင့်အဲ့ဒီတဲတော်မှာဘုရားသခင်ကဆင်းလာပြီးတော့လူနဲ့ဆုံတွေ့ရတဲ့အခွင့်ကိုဘုရားကပြင်ဆင်တယ်တဲတော်စနစ်ကနေပြီးတော့ဘုရားသခင်ကအိမ်တော်ဒါကတော့ယေဘရဟိတ်ကြီးအေလိလက်ထက်မှာရှီလောမြို့မှာသာရဘုရားကြီးအိမ်တော်ဆိုတဲ့စနစ်တစ်ခုဘုရားနဲ့တွေ့ဆုံမိသားဖွဲ့ဖို့ဘုရားကပြင်ဆင်ခဲ့ပါတယ်တဲတော်ကနေပြီးတော့မှဗိမာန်တော်စနစ်ဆိုတာရောက်လာတယ်အဲ့ဒီဗိမာန်တော်စတင်ဆောက်လုပ်တာကတော့ရှောလမုန်ဖြစ်တယ် BC 960မှာဗိမာန်တော်ပြီးစီးသွားတယ်960မှာရှောလမုန်ဗိမာန်တော်စတင်ပါတယ်အဲ့ဒီရှောလမုန်ဗိမာန်တော်ဆောက်ပြီးတော့ဘုရားသခင်ကဗိမာန်တော်ဆောက်လုပ်တဲ့အချိန်မှာဒါဝိဒ်လက်ထက်ကပြင်ဆင်တာပါဒါပေမဲ့ရှောလမုန်လက်ထက်မှာဆောက်ခွင့်ရတယ်အဲ့ဒီဗိမာန်တော်လည်းအချိန်ကာလတစ်ခုမှာပျက်စီးသွားပါတယ် BC 986ခုနှစ်မှာဘာဘူးလုံနေဒီဘက်ခေတ်နဲ့ပြောမယ်ဆိုတော့အီရတ်ပေါ့နော်ဘာဘူးလုံတွေကလာပြီးတော့တိုက်ခိုက်ပြီးတော့အောင်မြင်တဲ့ခါမှာဗိမာန်တော်စနစ်ကပျက်စီးသွားတယ်ဗိမာန်တော်မရှိတော့ပြိုပြတ်သွားပြီဣသရေလလူမျိုးတွေလည်းယူဒလူမျိုးတွေလည်းဟိုးသူများတိုင်းတစ်ပါးမှာဖန်စီခေါ်ဆောင်ခြင်းခံရတယ်ပါရှာပီရသိအင်ပါယာလက်ထက်မှာသူတို့တတုတ်ပြီးတတုတ်ဂျေရုဆလင်ကိုပြန်လာတယ်ပြန်လာပြီးတော့ဗိမာန်တော်ဒုတိယဗိမာန်တော်လို့ခေါ်တယ်ဗိမာန်တော်ပြန်ပြီးတော့တိဆောက်တယ်ဘယ်သူလက်ထက်မှာလဲဆိုတော့ဇေရုဘာဘီလာရဲ့လက်ထက်မှာဗိမာန်တော်ကိုပြန်ပြီးတော့တိဆောက်တယ်နေဟမိကမြို့ရိုးကိုတိဆောက်တာဖြစ်ပါတယ်ဗိမာန်တော်တိဆောက်တာကဇေရုဘာဘီလာဖြစ်ပါတယ် BC 916မှာအဲ့ဒီဗိမာန်တော်ပြီးစီခဲ့တယ်အဲ့ဒီဗိမာန်တော်လည်း
တွေတိုက်ခိုက်လိုက်အမျိုးမျိုးအခက်အခဲတွေကြားထဲမှာ तू အလုံးစုံတော့မပျက်စီးဘူးအနေချင်းပြိုပြက်ပျက်စီးသွားခဲ့တယ်ပြန်လဲပြုပြင်တာကတော့တတိယဗိမာန်တော်လို့ပြောလို့ရတယ် BC 20မှာဟေရုမင်းကပြန်ပြီးတော့ပြုပြင်ခဲ့တယ်အဲ့ဒါကတော့သခင်ယေရှုလက်ထက်ထိတိုင်အောင်ရှိတဲ့ဗိမာန်တော်ဖြစ်တယ်ဒါပေမဲ့သခင်ယေရှုကလည်းပြောပါတယ်အဲ့ဗိမာန်တော်ဖြိုလိုက်တဲ့3ရက်အတွင်းမှာငါပြန်ပြီးတော့တည်ဆောက်မယ်ယူရလူတွေကစိတ်ဆိုးတာဗိမာန်တော်ဘာလို့ဖြိုရမှာလဲငါတို့နှစ်ပေါင်းများစွာတည်ဆောက်လာတာမဟုတ်ဘူးတဲ့3ရက်အတွင်းငါပြန်တည်ဆောက်ဘလို့လို့3ရက်အတွင်းပြန်တည်ဆောက်လို့ပြီးမလဲသခင်ယေရှုပြောတဲ့ဗိမာန်တော်ဆိုတာကအဆောက်အဦကိုပြောနေခြင်းမဟုတ်တော့ဘူးငါလက်ဝါးကတိုင်းမှာလူသားအလုံးပြစ်တော့အသေးခံမယ်သင်းချုံမယ်3ရက်မြောက်သောနေ့မှာတည်ခြင်းကနေရှင်ပြန်ထမြောက်ပြီးတော့အဲ့ဒီယေရှုခရစ်တော်ဘုရားလက်ဝါးကတိုင်းမှာအသေးခံခဲ့တာမိမိအပြစ်တော့ဖြစ်တယ်လို့ယုံကြည်တယ်သခင်ယေရှုကအပြစ်တရားရဲ့အခါတည်ခြင်းကိုရှင်ပြန်ထမြောက်ခဲ့တဲ့ဘုရားဖြစ်တယ်ဆိုတာကိုယုံကြည်တဲ့လူရဲ့ခန္ဓာထဲမှာဘုရားကလာပြီးတော့ကျင့်ဝတ်မယ်။ဘာမှရေးထားလဲဆိုတော့တစ်ကောမှာခန်းကြီး6အပိုင်ငယ်19 20မှာရေးထားတယ်။ဒါကြောင့်မို့ BC 20မှာဟေရုမင်းပြုပြင်ခဲ့တဲ့ဗိမာန်တော်ကလည်းသခင်ယေရှုပြောတဲ့အတိုင်းပါပဲအဲ့ဒီဗိမာန်တော်ကတဲ့ကြောက်တစ်ခုနဲ့တစ်ခုမစစ်ပဲနဲ့ပြိုပြက်ရတဲ့အချိန်ကာလရောက်မယ်။ AD 90မှာယောမစစ်ဗိုလ်ချုပ်တိုက်တက်စ်ကယေရုရှလင်မြို့ကိုဝင်ရောက်သိမ်းပိုက်တဲ့အခါမှာအဲ့ဒီဗိမာန်တော်ပြိုပြတ်သွားတယ်အခုအစ္စရေးမှာဗိမာန်တော်မရှိတော့ဘူးသူတို့ရဲ့နေရန်လေးတစ်ချက်ပဲရှိတယ်ဆူတောင်းရနေရန်ငိုကြွေးရနေရန်လို့ခေါ်ပါတယ်ဗိမာန်တော်အလုံးပျက်စီးသွားတယ်ဒါကြောင့်ဘုရားသခင်ပြုပြင်လိုက်တဲ့စနစ်နောက်တစ်ခုကကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး6ကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး6အပိုင်ငယ်19 20အဘယ်သို့နည်းသင်တို့ကိုယ်ခန္ဓာသည်ဘုရားသခင်ပေးသနာတော်မူသောဝိညာဉ်တော်ဤဟုသောသင်တို့အထဲ၌ကျင်းဝ၍တန်ရှင်းသောဝိညာဉ်တော်ဤဗိမာန်ဖြစ်ကြောင်းကို၎င်းမိမိတို့ကိုမိမိတို့မပိုင်ကြောင်းကို၎င်းမသိကြသလောသင်တို့သည်အဖိုးနှင့်ဝယ်တော်မူသောသူဖြစ်သောကြောင့်ဖျားသခင်ပိုင်တော်မူသောသင်တို့ဤကိုယ်ခန္ဓာစိတ်ဝိညာဉ်အားဖြင့်ဖျားသခင်၏ဂုဏ်တော်ကိုထင်ရှားစေကြလော့တမန်ကျမ်းစာကပြောပါတယ်ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာကတဲ့ဖျားသခင်ပေးသနာတဲ့တန်ရှင်းသောဝိညာဉ်တော်အထဲထဲမှာကျင်းဝတ်ဖို့အတွက်ဗိမာန်တဲ့ဗိမာန်ဟာသင်ရဲ့ခန္ဓာကိုယ်ဖြစ်တယ်အဲ့ဒီလိုဖျားအထဲထဲမှာကျင်းဝတ်နိုင်ဖို့အတွက်အင်မတန်ညဉ့်ညမ်းတဲ့အပြစ်နဲ့ပြည့်တဲ့မွေးရပါအပြစ်ပါလာတဲ့အမိဝမ်းထဲမှာပရိသေတွေယူစင်မယ်အပြစ်ဆွဲတဲ့ဒီလူသားရဲ့အပြစ်တွေအတွက်လောဝါကတိုင်းမှာသခင်ရှုကအသေးခံပြီးတော့ဖေရှားပေးလိုက်တယ်အဲ့ဒါကိုယုံတဲ့သူကတန်ရှင်းသောသူဖြစ်တယ်အပြစ်နဲ့ကင်းသောသူဖြစ်တယ်ဘုရားဘယ်ပေါ်မှာသတ်မှတ်လဲသင်ရဲ့အကျင့်ပေါ်မှာမသတ်မှတ်ဘူးသင်ရဲ့ကုသိုလ်ကောင်းမှုတွေဘလောက်လုပ်နိုင်တဲ့ပေါ်မှာမသတ်မှတ်ဘူးသင်ရဲ့ဘလောက်သီလတွေတည်ဆောက်နိုင်တဲ့ပေါ်မှာမသတ်မှတ်ဘူးယေရှုခရစ်တော်ဖခင်သင်အပြစ်တော်လက်ဝါးကတိုင်းမှာအသေးခံပေးသွားတာကိုယုံလားမယုံလားအဲ့ဒီပုံမှာသတ်မှတ်ပြီးတော့ဖြောက်မှတ်ခြင်းမဖြောက်မှတ်ခြင်းတန်ရှင်းခြင်းမတန်မရှင်းခြင်းကိုဖခင်ကဆုံးဖြတ်တာဖြစ်တယ်။သင်ယေရှုကယ်တင်တာကိုအပြစ်ကနေကယ်တော်ယုံလိုက်ရင်တော့သင်ဟာဖြောက်မှတ်တော်သူဖြစ်တယ်။တန်ရှင်းတော်သူဖြစ်တယ်။ဒါကြောင့်သင်အထဲမှာဘယ်သူလာနေလို့ရလဲဖခင်ကလာနေလို့ရတယ်။ဖခင်ကသိပ်ပြီးတော့အင်မတန်မှဝမ်းမြောက်သွားတယ်။သင်ရဲ့အထဲထဲမှာဖခင်လာနေတယ်လေကြည်စမ်းကဘာကြီးကိုဖန်ဆင်းတဲ့ဖခင်အနန္တစัจ java ကိုဖန်ဆင်းတဲ့ဘုရားကကျွန်တော်တို့အထဲထဲမှာလာနေတယ်။အဲ့ဒီဘုရားလာနေတဲ့အတွက်ကြောင့်နဲ့သင်ကိုယ်သင်မပိုင်တော့ဘူးတဲ့။ဘာသူပိုင်လဲ။ဘုရားပိုင်တယ်။ဒါကြောင့်ဘုရားသခင်ပိုင်တယ်တဲ့။ဘုရားသခင်ပိုင်တော်မူသောသင်တို့၏ကိုယ်ခန္ဓာစိတ်ဝိညာဉ်အားဖြင့်တဲ့ဘုရားသခင်ရဲ့ဂုဏ်တော်ကိုထင်ရှားစေကြလော့။ကျွန်တော်တို့လောကကြီးထဲမှာဘုရားသခင်အသက်ရှင်ခိုင်းတာရည်ရွယ်ချက်အများကြီးမရှိပါဘူး။ဘုရားသခင်သင်ကိုလောကမှာအသက်ရှင်စေတဲ့ရည်ရွယ်ချက်တစ်ခုပဲရှိပါတယ်။ဘုရားသခင်တယောက်နဲ့တယောက်ထားတဲ့နေရာမတူဘူး။ဘုရားသခင်တယောက်နဲ့တယောက်ပေးထားတဲ့အစွမ်းအစမတူဘူး။ဘုရားသခင်အသုံးပြုပုံချင်းမတူဘူး။ဒါပေမဲ့အားလုံးဟာရည်ရွယ်ချက်တစ်ခုပဲရှိတယ်။ဘာရည်ရွယ်ချက်လဲသလား။လောကမှာဘုရားသခင်ကိုထားရတဲ့ရည်ရွယ်ချက်ကဘုရားဘုံလင်းထင်ရှားဖို့ဖြစ်တယ်။သင်ရဲ့စကားပြောခြင်းကြင်ကြံပြုမှုခြင်းသင်ရဲ့အသက်ရှင်ခြင်းအပြင်ဘုရားသခင်ရဲ့ဘုံတော်ထင်ရှားဖို့ဖြစ်တယ်။ဘုရားဘုံထင်ရှားတယ်ဆိုတာဘာလဲဆိုရင်သင်အားဖြင့်လောကသားတွေအသက်ရှင်သောဘုရားကိုသိလာဖို့ဖြစ်ပါတယ်။ဒါကြောင့်မို့ဗိမာန်ဟာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဖြစ်တယ်
ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာဖခင်ကကျင်းဝတ်တဲ့ယုံကြည်သူတွေစုဝေးထားတဲ့အရာကိုတော့အသင်းတော်လို့ခေါ်ပါတယ်။ဒါကြောင့်မို့အသင်းတော်ဆိုဒီမှာယုံကြည်သူအစုဝေးလို့ပြောပါတယ်။ကျွန်တော်တို့ဒီမှာမြင်နေရတဲ့ဒါကအဆောက်အဦလို့ခေါ်ပါတယ်။နှစ်ပေါင်းရာနဲ့ချီဆိုဒါပျက်စီးသွားမယ်ဆွေးမြေ့သွားမယ်။နောက်အသစ်ပြန်ပြီးတော့လူများလာရင်လည်းဒီထက်ကြီးတဲ့နေရာပြန်တည်ဆောက်အောင်။ဒါပေမဲ့ဒီအသင်းတော်မှာပါဝင်တဲ့သူတွေကိုတော့ယုံကြည်သူအစုဝေးလို့တော့ဘာလို့ခေါ်လဲဆိုတော့အသင်းတော်လို့ခေါ်ပါဒါကြောင့်မို့ဒီအဆောက်အဦထက်အဲ့ဒီယုံကြည်သူအစုဝေးကပို့ပြီးတော့အရေးကြီးပါတယ်ဒါကိုနားလည်ဖို့အင်မတန်အရေးကြီးပါတယ်ဒီနေ့ဒီအဆောက်အဦဗိမာန်တော်ကိုစက္ကပ်တယ်လို့ကျွန်တော်တို့ရဲ့အသက်တာကိုစက္ကပ်ဖို့တာ၍အရေးကြီးပါတယ်ဘာကြောင့်လဲကျွန်တော်တို့ကိုယ်ခန္ဓာကဖရာသခင်ကျင်းဝတ်တဲ့ကိုယ်ခန္ဓာဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီယုံကြည်သူတွေကိုစုပေါင်းထားတာကိုဘာလို့ခေါ်လဲဆိုတော့အသင်းတော်လို့ခေါ်ပါတယ်ဒါကြောင့်ဖခင်သခင်ကအဲ့ဒီအသင်းတော်ကိုတိတ်တံမိုးထားတယ်အဲ့ဒီအသင်းတော်ကိုသူဘာနဲ့ရွေးထားဆိုအသွေးတော်နဲ့ရေးထားတယ်ဒီနေ့ဒီတောင်ဒီအသင်းတော်ဖခင်သခင်ဘာနဲ့ရွေးထားလဲဆိုတော့အသွေးတော်နဲ့ရေးထားတယ်လူနည်းသည်ဖြစ်စေများသည်ဖြစ်စေအဆောက်အဦကြီးသည်ဖြစ်စေမကြီးသည်ဖြစ်စေတံမိုးရှိတယ်ဘာကြောင့်လဲခရစ်တော်ရဲ့အသက်နဲ့အသွေးနဲ့ရွေးဝယ်ထားသောကြောင့်ဖြစ်ပါတယ်လူတွေကအသင်းတော်ကြီးရင်ပိုတန်မိုးကြီးတယ်လို့ထင်ပါတယ်အဆောက်အဦကြီးရင်ပိုတန်မိုးကြီးတယ်လို့ထင်ပါတယ်လူများရင်အောင်မြင်တယ်လို့ထင်ပါတယ်လူနည်းရင်သိမအောင်မြင်ဘူးလို့ထင်ပါတယ်လူတွေရဲ့တိုင်းတာတဲ့ပေတံကမှားနေပါတယ်လူနည်းများနဲ့မတိုင်းအောင်အကြီးအသေးနဲ့မတိုင်းအောင်ခရစ်တော်ရဲ့အသွေးတော်နဲ့ရွေးဝယ်ထားသောကြောင့်လူတဦးနှစ်ဦးရှိရင်တော့အယံတန်မိုးရှိတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာအဲ့ဒီအသင်းတော်ကိုဘုရားကခိုင်းနိုင်ထားတဲ့စကားရက်နှစ်ခုရှိပါတယ်ပထမတစ်ခုကအသင်းတော်ကိုဘာနဲ့ခိုင်းလဲဆိုရင်တော့အေဖတ်ဩဝါဒစာအခန်းကြီး1အပိုင်ငယ်23ပါအေဖတ်ဩဝါဒစာအခန်းကြီး1အပိုင်ငယ်23ပါထိုအသင်းတော်ကအလုံးစုံတို့ကိုအလုံးစုံတို့နှင့်ပြည့်စုံစေတော်မူသောသူဤပြည့်စုံခြင်းတည်းဟုသောခရစ်တော်ဤကိုဖြစ်သည်အသင်းတော်ကိုဘာနဲ့နိုင်လဲဆိုတော့သခင်ယေရှုခရစ်တော်ဖခင်ရဲ့ကိုယ်ခန္ဓာနဲ့နိုင်ပါတယ်ဒါကြောင့်မို့အသင်းတော်မှာပါဝင်တဲ့ယုံကြည်သူများသည်ကိုယ်ခန္ဓာချင်းအင်္ဂါချင်းဖြစ်တယ်ကျွန်တော်တို့ခလုတ်တိုက်လို့ခြေထောက်နာသွားရင်လက်ကငါနဲ့မဆိုင်ပါဘူးခေါင်းကငါနဲ့မဆိုင်ပါဘူးဆိုပြီးတော့မျက်လုံးကငါနဲ့မဆိုင်ပါဘူးဆိုမရှိပါဘူးခြေထောက်နာရင်တကူလုံးနာတာပဲဒါကြောင့်မို့အသင်းတော်မှာအင်္ဂါချင်းဖြစ်တယ်တယောက်နဲ့တယောက်ချစ်ရမယ်တယောက်မရှိရင်တယောက်ကပြီးကမ်းရမယ်တယောက်နာကျင်တယောက်ကကုစားရမယ်တယောက်နဲ့တယောက်ကြည့်မရလားမနာလို့တာမရှိတော့ဘူးကျွန်တော်တို့ကဘာဖြစ်သွားလဲဆိုတော့ကိုအင်္ဂါချင်းဖြစ်တယ်ကျွန်တော်တို့ရဲ့အင်္ဂါဘယ်အင်္ဂါကိုမုန်းတဲ့သူရှိလဲလက်ကိုမုန်းတယ်ကွာလက်ကိုမလိုချင်ဘူးဖြတ်ပစ်လိုက်မယ်မရှိပါဘူးမျက်လုံးကိုမုန်းတယ်ကွာဖောက်ပေါက်ပစ်လိုက်မယ်မရှိပါဘူးကျွန်တော်တို့ခန္ဓာကိုယ်တစ်ခုလုံးကိုချစ်တယ်လို့ကျွန်တော်တို့ဟာခရစ်တော်၌အင်္ဂါချင်းဖြစ်တယ်အချင်းချင်းချစ်ပြီးတော့အသက်ရှင်ဖို့ဖြစ်ပါတယ်ဒါကြောင့်မို့အင်္ဂါချင်းဆိုတာတယောက်နဲ့တယောက်လိုအပ်နေတယ်ချမ်းသာလို့ဆင်းရဲလို့အနှိမ့်မြင့်နေခွဲခြားမှုမရှိတော့ပါဘူးအသားရောင်ခွဲခြားမှုမရှိတော့လူမျိုးခွဲခြားမှုမရှိတော့အင်္ဂါချင်းဆိုတာကခြေထောက်ကလည်းလက်ကိုလိုအပ်တယ်လို့လက်ကလည်းခြေထောက်ကိုလိုအပ်နေတယ်ခြေထောက်မရှိရင်ခရီးမရဘူးလက်မရှိရင်လည်းလောက်ကင်ဆောင်ရွက်လို့မရအောင်မျက်လုံးမရှိရင်လည်းမမြင်ရဘူးအကုန်တိုက်မိမှာဒါကြောင့်မို့အင်္ဂါချင်းဆိုတာကတယောက်နဲ့တယောက်လိုအပ်တယ်အတူတူခံစားပြီးတော့ကျွန်တော်တို့တလုံးတော့ရတယ်အသက်ရှင်ဖို့ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဟာခရစ်တော်ရဲ့ကိုယ်အင်္ဂါဖြစ်တယ်ဥကောင်းကတော့ခရစ်တော်ပဲဖြစ်တယ်ဒါကြောင့်မို့အသင်းတော်ကိုဘယ်သူဥဆောင်မလဲခရစ်တော်ပဲဥဆောင်မှာဖြစ်တယ်အားလုံးဒီအသင်းတော်မှာအစီခံရမှာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့အသင်းတော်မှာနေရာယာဒူးအဲ့ဒီຢာတွေတော့အသက်မရှင်ပါနဲ့အဲ့ဒါကအသင်းတော်ကိုပြဿနာတက်စေတဲ့အရာပဲမယုံရင်အသင်းတော်တွေမှာကြည့်ပါပြဿနာတက်တဲ့အရာတွေနေရာတွေယာဒူးတွေပဲဒါကြောင့်မို့သင်ဟာဘယ်နေရာမှာဖျားထားတာအစီခံဖို့ဆိုတဲ့နှလုံးသားထားဖို့အရေးကြီးတယ်သင်ဟုတ်စီကလည်းအစီခံဖို့ပဲဥက္ခရာလည်းအစီခံဖို့ပဲအတွင်းမှုလည်းအစီခံဖို့ပဲဘန္နာရင်းလည်းအစီခံဖို့ပဲလူငယ်တာဝန်ခံလည်းအစီခံဖို့ပဲငါဘာဖြစ်တယ်ဆိုတဲ့အဲ့ဒီငါနေရာဆိုတဲ့ဟာတွင်းလိုက်ရင်တော့ဝမ်းနေစရာကောင်းတယ်အသင်းတော်ကပြောစရာမကောင်းတော့ဘူးကောင်းဝင်နိုင်ငံလို့အရသာခံစားမှာမဟုတ်ဘူးအသင်းတော်မှာအစီခံတဲ့သူများရင်တော့ဟာသိပ်ပြောစရာကောင်းတယ်အားလုံးဟာအစီခံလို့မှတ်ယူပါ
ဒါကြောင့်မို့သခင်ရှုကငါသည်အရှင်ဖျားဖြစ်လက်အရှင်သခင်ဖျားဖြစ်လက်သင်တို့၏ခြေကိုဆေးသင်တို့ကအချင်းချင်းတို့ရဲ့ခြေကိုဆေးရမယ်ယေရှုခရစ်တော်ဖျားလောကကိုလာတဲ့ရည်ရွယ်ချက်ကငါသူတစ်ပါးကိုစေစားဖို့လာတာမဟုတ်ဘူးတဲ့သူတစ်ပါးရဲ့အစေကိုခံဖို့ဖြစ်တယ်ဖျားတော်မှာလူကိုကယ်ုံနေမကောက်တော့အဲ့ဒီလူတွေရဲ့ဘာကိုခံဖို့ဟာအဲ့ဒါအယမ်းကိုနှိမ့်ချလွန်သွားပြီဖျားဆိုတာကကိုးကွယ်ရမှာလေသူ့ကိုရှစ်ခိုးရမှာဒါပေမဲ့ तू ကလူတွေကိုဘာလုပ်ဖို့လဲအစေခံဖို့လာတာတဲ့နောက်ဆုံးမှာ तू အသက်ကိုစွန့်ပြီးတော့ကယ်ဖို့လာတယ်ကျွန်တော်တို့ကိုးကွယ်တဲ့ဖျားတော်အစေခံတဲ့ဖျားဖြစ်မှာတော့သင်နေကျွန်တော်ကဘာမို့လို့လဲဒါကြောင့်မို့အသင်းတော်မှာနေရာတစ်ခုခုရရင်သင်ဟာဆရာလုပ်ဖို့မဟုတ်ပါဘူးအာနာပြဖို့မဟုတ်ပါဘူးခြေလှယ်ဖို့မဟုတ်ပါဘူးအစေခံဖို့ဖြစ်တယ်ဆိုတာကိုမှတ်ယူပြီးတော့အင်္ဂါအချင်းချင်းတိဆောက်ဖို့ဖြစ်ပါတယ်အသင်းတော်ကိုနောက်တစ်ခုနှိုင်းတဲ့ခိုင်းနိုင်ချက်တစ်ခုရှိတယ်ကောရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး7အပိုင်ငယ်2ကောရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး7အပိုင်ငယ်2အသင်းတော်ကိုခရစ်တော်ဤကိုခန္ဓာနဲ့နှိုင်းတယ်လို့အခုဘာနဲ့နှိုင်းလဲဆိုရင်အကြောင်းမူကားငါသည်သင်တို့ကိုတီလာနှင့်ပြည့်စုံသောသတို့သမီးကညာကဲ့သို့ခရစ်တော်အားဆက်အံ့သောငါသင်တို့ကိုလင်တူးနှင့်ထိမ်းများဆောင်နှင်းပြီးသောကြောင့်ဘုရားသခင်အလိုတော်တိုင်းစိုးရိမ်သောစိတ်နှင့်သင်တို့ကိုစောင့်ရှောက်လျက်နေ၏ယုံကြည်သူဆိုတာတဲ့တီလာနှင့်ပြည့်စုံသောသတို့သမီးကညာကဲ့သို့ပဲတဲ့ဘသူကိုဆက်သဖို့ခရစ်တော်ကိုဆက်သဖို့တဲ့လင်တူးနဲ့ထိမ်းများဆောင်နှင်းပြီးတဲ့ကဲ့သို့ကျွန်တော်တို့ဟာခရစ်တော်ရဲ့တတော်သမီးများဖြစ်တယ်ဆိုတော့ကိုမမေ့ပါနဲ့ဒါကြောင့်မို့တဲ့ဘသူကိုချစ်ရမလဲခရစ်တော်ကိုချစ်ရမယ်ဒါကြောင့်အသင်းတော်မှာအစီခံတဲ့အခါမှာသင်ဟာခရစ်တော်ရဲ့တတော်သမီးဖြစ်သောကြောင့်ချစ်တဲ့စိတ်နဲ့လှုပ်ဆောင်ပါကျမ်းစာဖတ်တာကောင်းကြီးလိုချင်လို့မဖြစ်ပါစေနဲ့ဘုရားကိုချစ်လို့ကျမ်းစာဖတ်တာဖြစ်ပါစေအလူငွေထဲတာတခုခုပြန်ရခြင်းတဲ့စိတ်နဲ့လောဘစိတ်နဲ့အလူငွေထဲတာမျိုးမဖြစ်ပါစေနဲ့ဘုရားကိုချစ်တဲ့စိတ်နဲ့အလူငွေထဲတာဖြစ်ပါစေဘုရားကြောင့်လာတတ်တာမတတ်တာလို့ဘုရားသခင်ရိုက်မှာဆိုလို့အဲ့လိုမဖြစ်ပါစေနဲ့ဘုရားကြောင့်လာတတ်တာဘုရားကိုချစ်တဲ့စိတ်နဲ့ဖြစ်ပါစေဒါကြောင့်မို့ကျွန်တော်တို့ဟာခရစ်တော်ရဲ့သတော်သမီးဖြစ်သောကြောင့်ချစ်တဲ့စိတ်နဲ့အရာရာကိုလှုပ်ဆောင်တတ်ပါစေသူများကိုပေးကမ်းတဲ့အခါမှာလည်းချစ်တဲ့စိတ်နဲ့ဖြစ်ပါစေဘုရားကြောင့်မှအစီခံတဲ့အခါမှာလည်းချစ်တဲ့စိတ်နဲ့ဖြစ်ပါစေဒါကြောင့်မို့အဲ့ဒီချစ်တဲ့စိတ်ပျောက်သွားမှာကိုတမန်တော်ရှင်ဘောလူကငါစိုးရိမ်နေဒါကြောင့်မို့အိဖတ်အသင်းတော်ဟာအားလုံးပြည့်စုံပါတယ်ဒါပေမဲ့ဘာရော့သွားလဲဆိုတော့ရှေးဦးမြတ်တာရော့သွားတယ်လို့ဗျာဒိတ်ကျမ်းအသင်းတော်9ပါးတဲ့အိဖတ်အသင်းတော်ဘုရားကဆုံးမပါဒါကြောင့်မို့ရှေးဦးမြတ်တာမယုံမှုဖြစ်တယ်ဘာပဲလှုပ်ဘုရားကိုချစ်တဲ့စိတ်နဲ့လှုပ်တတ်ပါစေကိုချစ်တဲ့စိတ်နဲ့မလုံမိပါစေနဲ့ကိုချစ်တဲ့စိတ်နဲ့လုံမိရင်အဲ့ဒါမှားယွင်းသွားဘုရားကိုပဲချစ်တဲ့စိတ်နဲ့လှုပ်တတ်ပါစေဘုရားကိုချစ်တဲ့စိတ်နဲ့အစီကံတတ်ပါစေဒါကြောင့်မို့အသင်းတော်ကိုခိုင်းနိုင်တာ2မျိုးရှိတယ်ခရစ်တော်ရဲ့ကိုယ်ခန္ဓာခရစ်တော်ရဲ့တတော်သမီးဒါကြောင့်ရှင်မသက်ခရစ်ဝင်ခိုင်း25မှာအဲ့ဒီတတော်သမီး10ယောက်အကြောင်းရေးထားတယ်9ယောက်ကမိုက်တယ်တဲ့9ယောက်ကပညာရှိတယ်9ယောက်ရဲ့မိကွက်ထဲမှာစီရှိတယ်9ယောက်ရဲ့မိကွက်ထဲမှာစီမရှိဘူးဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာတန်ရှင်းသောဝိညာဉ်တော်ရှိဖို့အရေးကြီးတယ်ဒုတိယမွေးခြင်းဆိုတဲ့တန်ရှင်းသောဝိညာဉ်တော်အထဲထဲမှာရှိဖို့အရေးကြီးတယ်အခွန်အကာကတော့ခရိယန်ဖြစ်ခြင်းကတော့အားလုံးတူရင်တူမယ်ဒါပေမဲ့အထဲထဲမှာဝိညာဉ်တော်စီရှိဖို့အရေးကြီးတယ်သခင်ခရစ်တော်ပြန်ကြွလာမယ့်အချိန်ကိုစောင့်မျှော်သောသူတို့သမီးကဲ့သို့ခရစ်တော်ပြန်ကြွလာတဲ့အချိန်ထိတိုင်အသင်းတော်မှာပါဝင်ဆက်ကပ်ပြီးတော့ဖခင်သခင်ကိုချစ်တဲ့စိတ်နဲ့အစီခံတော်သူများဖြစ်ပါစေအသင်းတော်ကိုဘယ်သူပိုင်လဲကျွန်တော်တို့ခုနကဆရာလည်းဖတ်သွားပါတယ်ရှင်မသက်ခရစ်ဝင်ခန်းကြီး16တခင်ရှုကတပည့်တော်တွေကိုမေးခွန်းမေးပါတယ်ရှင်မသက်ခရစ်ဝင်ခန်းကြီး16အပိုင်းငယ်73မှာဖိလိပ္ပုကဲသရိကျေးလက်ကိုရောက်တဲ့အခါမှာလူတွေငါ့ကိုဘလို့ထင်လဲတဲ့ဘသူလို့သိလဲတဲ့ငါ့ကိုဘလို့လူဖြစ်လဲလို့ပြောကြလဲအဲ့ဒီခါမှာတပည့်တော်တွေကပြောပါလူချိုးကတော့ကိုတော့ဗာတိဇန်ဆရာယောဟန်နော်ပြန်ဝင်စားတာလားဗာတိဇန်ဆရာယောဟန်လို့လည်းပြောတယ်တချို့ကလည်းအေလိယတချို့ကလည်းယေရမိမှစပြီးတော့ပရောဖက်တပါးပါလို့ပြောကြပါလေ
သူများတွေပြောတာခဏထားသူရဲ့တပည့်တော်တွေကိုမေးတယ်မင်းတို့ငါ့ကိုဘယ်သူလို့ထင်လဲငါ့ကိုဘယ်သူလို့ထင်လဲယေရှုကသူ့ကိုယ်သူအဲ့ဒီမိကုန်းကိုမေးတဲ့အခါမှာရှီမုန်ပေတရုကကိုတော်သည်ခရစ်တော်ဒီဟုသောအသက်ရှင်တော်မူသောဖခင်သခင်ဖြစ်တော်မူသည်ဟုရှောက်လေကိုတော်ဟာအသက်ရှင်တော်မူသောဖခင်သခင်ရဲ့သားတော်ဖြစ်တယ်ခရစ်တော်ကယ်တင်ရှင်မေရှိယဖခင်စင်စစ်ဖြစ်ပါတယ်လို့ရှောက်လိုက်တယ်အဲ့ဒီခါမှာသခင်ယေရှုကလည်းရှီမုန်ဘာယောနာသင်သည်မြင်္ဂလာရှိအကြောင်းမူကားအသွေးသားသည်ဤအကြောင်းအရာကိုသင်အားဖော်ပြသည်မဟုတ်ကောင်းကင်ဘုံ၌ရှိတော်မူသောငါခမည်းတော်သည်ဖော်ပြတော်မူသည်ဒီအကြောင်းအရာကိုမင်းရဲ့ခန္ဓာအသွေးသားကဖော်ပြတာမဟုတ်ကောင်းကင်ဘုံကရှိတဲ့ခမည်းတော်ဟာဖော်ပြတာဒါကြောင့်မို့သခင်ယေရှုဘယ်သူလဲလောကမှာမသိတဲ့သူတွေအများကြီးပါပဲသခင်ယေရှုကိုလူအများစုကဒါခရစ်ယာန်တွေရဲ့ဖခင်လို့သိတာလည်းရှိပါတယ်သခင်ယေရှုကိုလူများတော့ဒါကတော့သူတော်စင်သူတော်ကောင်းလို့သိတယ်အချို့သောညီကိုဘာသာဝင်တွေကလည်းသခင်ယေရှုကိုတမန်တော်တစ်ပါးလို့ယုံကြည်သိမှတ်တာရှိပါတယ်တချို့သောသူတွေကလည်းသခင်ယေရှုကိုရဘီဆရာတယောက်အနေနဲ့တုံသင်တဲ့ဆရာတယောက်အနေနဲ့သိမှတ်တာရှိပါတယ်တကယ်တော့သခင်ယေရှုကဖခင်စင်စစ်ဖြစ်ပါလေကယ်တင်ရှင်လူသားအလုံးကိုအပြစ်ကနေကယ်တဲ့ဖခင်ဖြစ်ဒီလောကလုံးကိုဖန်ဆင်းတဲ့ဖခင်သခင်ဖြစ်တယ်သင်နဲ့ကျွန်တော်ကိုအင်မတန်ချစ်တဲ့ဖခင်ဖြစ်ပါတယ်လူမျိုးမခွဲဘူးဘာသာမခွဲဘူးအဆင့်တန်းမခွဲဘူးလူတိုင်းကိုသခင်ယေရှုချစ်တယ်ဘယ်လူတူတယောက်ကိုမှအပင်ငဲကိုမရောက်စေခြင်းဘူးဒါကြောင့်မို့ကျွန်တော်တို့အပြစ်တို့လက်ဝါးကတိုင်းမှာအသေးခံပေးတယ်အဲ့ဒီယေရှုခရစ်တော်ဘုရားကိုယုံကြည်ဝန်ခံသောသူရဲ့အပေါ်မှာအသင်းတော်ကိုတည်ဆောက်မယ်ဒါကြောင့်မို့အပိုင်ငယ်18မှာငါဆိုသည်ကသင်သည်ပေတရုဖြစ်၏ဤကြောက်ပေါ်မှာငါအသင်းကိုငါတည်ဆောက်မည်ထိုအသင်းကိုမရဏနိုင်ငံ၏တကားတို့သည်မနိုင်ရဘုရားသခင်ကကြောက်ဆိုတဲ့အဲ့ဒီပေတရုကိုပြောတယ်ဒီကြောက်ပေါ်မှာငါအသင်းကိုငါတည်ဆောက်မယ်ပေတရုရဲ့ဝန်ခံခြင်းပေါ်မှာတည်ဆောက်တာဖြစ်တယ်ပေတရုဘယ်လိုဝန်ခံလိုက်လဲကိုတော်ဟာအသက်ရှင်တော်မူသည်ဟုသောခရစ်တော်သည်ဟုသောဖခင်သခင်ရဲ့သားတော်လို့အဲ့ဒီဝန်ခံခြင်းပေါ်မှာအသင်းတော်ဟာတည်ဆောက်တာဖြစ်တယ်အဲ့ဒီယုံကြည်သူတွေမရှိရင်အသင်းတော်ဖြစ်လာကြအကြောင်းမရှိပါဘူးဒါကြောင့်မို့အသင်းတော်ဆိုတာယုံကြည်သူအစုဝေးဖြစ်တယ်အဲ့ဒီအသင်းတော်ကိုတဲ့ငါတည်ဆောက်မယ်ဒါကြောင့်မို့အသင်းတော်ကိုဘယ်သူပိုင်လဲအသင်းတော်ကဘယ်သူတည်ဆောက်တာလဲအသင်းတော်ဆိုတာဖျားပိုင်တာဖြစ်တယ်ဖျားတည်ဆောက်တာဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီအသင်းတော်ကိုတဲ့မရဏနိုင်ငံရဲ့တကားတော်မှာမနိုင်ရဘူးတဲ့အသင်းတော်ကိုဖျက်ဆီးလို့မရဘူးဒါကြောင့်မို့အဆောက်အဦတွေဒါပျက်စီးသွားမယ်အသင်းတော်ပျက်စီးတာမပျက်စီးပါဘူးအိဖတ်အသင်းတော်မရှိတော့ပါဘူးအဆောက်အဦမရှိတော့ဒါပေမဲ့ယုံကြည်သူတွေဘာလုပ်နေသေးပဲရှိနေသေးပဲဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာယုံကြည်သူအစုဝေးဖြစ်တဲ့အသင်းတော်ယုံကြည်သူတွေအင်မတန်အရေးကြီးပါတယ်ကျွန်တော်တို့အားဖြင့်ဘုရားသခင်ဟာအလုံးလုံးမှာဖြစ်တယ်ဒီတောင်လေးအသင်းတော်မှာပါဝင်တဲ့ယုံကြည်သူတွေအင်မတန်မှာအရေးကြီးပါတယ်ကျွန်တော်တို့အားဖြင့်ဘုရားသခင်ကသူ့ရဲ့နိုင်ငံတော်ကိုတည်ဆောက်မှာဖြစ်တယ်ဒါကြောင့်မို့အသင်းတော်ရှိရတဲ့ရည်ရွယ်ချက်ပြောပါဆိုရင်တစ်ချက်ပါပဲအသင်းတော်ရှိရတဲ့ရည်ရွယ်ချက်ကဘုရားနိုင်ငံတော်တည်ဆောက်ဖို့ပဲဖြစ်တယ်ဒါကြောင့်ဘုရားနိုင်ငံတော်တည်ထောင်ဖို့ပဲအသင်းတော်ကိုဘုရားသခင်ကခေါ်ထားတာဖြစ်တယ်ဒါမို့သင်နဲ့ကျွန်ုပ်ဒီဘုရားသခင်ရဲ့နိုင်ငံတော်တည်ဆောက်ခြင်းမှာအသက်ရှင်ဖို့ဖြစ်ပါတယ်ဒါဆိုဘုရားနိုင်ငံတော်ကမတည်သေးဘူးလားနိုင်ငံတော်မတည်သေးဘူးလားဘုရားသခင်ရဲ့နိုင်ငံတော်ဘာမှလဲလို့ပါရီရှဲတွေမေးတဲ့အခါမှာရှင်လုကာခရစ်ဝင်ခန်းကြီး18အပိုင်းငယ်20ကနေ21မှာသခင်ရှုကပြောတယ်ဘုရားသခင်နိုင်ငံတော်ဟိုမှာကြည်ပါဒီမှာကြည်ပါဆိုပြီးတော့အဲ့ဒီလိုကြည်လို့မရဘူးတဲ့ဘုရားသခင်နိုင်ငံတော်ကသင်တို့အထဲမှာရှိတယ်ကျွန်တော်တို့ရဲ့အတွင်းထဲမှာခရစ်တော်အုပ်ဆိုးရင်အဲ့ဒါဘုရားသခင်နိုင်ငံတော်တည်ထောင်ခြင်းပဲဖြစ်ပါတယ်ဒါဆိုဘုရားသခင်နိုင်ငံတော်တည်ထောင်ပြီလားခရိယန်တွေဒီပင်လေသခင်ရှုကိုယုံကြည်ပေမဲ့အထဲထဲမှာခရစ်တော်မအုပ်ဆိုးခရစ်တော်ကိုအုပ်ဆိုးခွင့်မပေးတဲ့ခရိယန်တွေအများကြီးပါပဲနှလုံးသားပလင်မှာငါအုပ်ဆိုးပြီးတော့အသက်ရှင်တဲ့ခရိယန်တွေအများကြီးပဲဒါကြောင့်ဘုရားသခင်နိုင်ငံတော်ကစတင်နေပြီမတည်ထောင်သေးဘူးမတည်ထောင်သေးလို့လည်းကျွန်တော်တို့ပထနာတော်အမြဲတမ်းရွတ်နေရပါတယ်အလိုတော်သည်ကောင်းကင်ဘုံမှာပြည့်စုံတဲ့ကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေတော့ပြီးတော့အပေါ်တစ်ကြောင်းလေးကဘာကြီးလဲနိုင်ငံတော်တည်ထောင်ပါစေတော့ဖခင်ရဲ့နိုင်ငံတော်ဒီမြေကြီးပေါ်မှာတည်ထောင်ဖို့ရန်အတွက်ဖခင်ကပြင်ဆင်နေတယ်သခင်ရှုကိုမသိသေးတဲ့သူတွေသခင်ရှုရဲ့ကယ်တင်ခြင်းအကြောင်းကိုမကြားသေးတဲ့သူတွေယုံကြည်သူတွေသိပင်လေသခင်ရှုကိုယုံကြည်ပေမဲ့အတွင်းထဲမှာအုပ်ဆိုးခွင့်မပေးတဲ့ခရိယန်တွေအများကြီးပဲရှိပါသေးတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အတွင်းထဲမှာခရစ်တော်အုပ်ဆိုးခြင်းသည်ဖခင်နိုင်ငံတော်တည်ထောင်ခြင်းပဲဖြစ်ပါလေနောက်ဆုံးအနေနဲ့ကျွန်တော်ခွန်အားပေးခြင်းနဲ့
စာတန်ကသူအလိုချင်ဆုံးရပါလေစာတန်အလိုချင်ဆုံးရပါလေစာတန်အလိုချင်ဆုံးရကရွှေမဟုတ်ပါငွေမဟုတ်ပါလောကစည်းစိမ်မဟုတ်ပါစာတန်ကအဲ့ဒီຢာတွေအားလုံးကိုသူဘာလို့လဲပိုင်တယ်တဲ့သခင်ရှုတော်ငါ့ကိုရှ िख ိုးလိုက်ငါပေးနိုင်တယ်ဒါကြောင့်မို့ယုံကြည်သူဘုရားသားသမီးမှန်ရင်လောကစည်းစိမ်ကိုတတ်မှတ်ပြီးအသက်မရှင်အောင်စာတန်ရဲ့ထောင်ချောက်တွေရောက်သွားနိုင်တယ်စာတန်တကယ်လိုချင်တာပါလေစာတန်တကယ်လိုချင်တာသင်နေကျွန်ုပ်အထဲထဲမှာရှိတဲ့ဖခင်ရဲ့တဒံနဲ့အညီဖန်ဆင်းခြင်းခံရတဲ့အဲ့ဒီအထဲတွေကမပြတ်စီးနိုင်တဲ့ဝိညာဉ်ကိုစာတန်ကလိုချင်တာဖြစ်တယ်ဘာလို့စာတန်ကအဲ့ဒါကိုလိုချင်တာလဲဖခင်ရဲ့တဒံနဲ့အညီဖန်ဆင်းထားတဲ့လူရဲ့ဝိညာဉ်ကိုဖခင်ဘာလို့လိုချင်တာလဲစัจ java ရာထက်မကတန်ဖိုးရှိတယ်ပြီးတဲ့အခါမှာအဲ့ဒီလူရဲ့ဝိညာဉ်ကိုဘယ်သူကတန်ဖိုးထားလို့လဲထာဝရဘုရားကအင်မတန်တန်ဖိုးထားသောကြောင့်ဖြစ်တယ်ဒါကြောင့်မို့လူကိုလေဘလောက်ချစ်လဲမိမိနိုင်တပါးသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတွေကိုချစ်တယ်ဘာလို့ချစ်လဲအဲ့ဒီအထဲတွေကဝိညာဉ်ကိုဘုရားကငရဲမှာမဆုံးရှုံးစေခြင်းဘူးဒါပေမဲ့စာတန်ကအဲ့ဒီအကွက်ကိုတီးတဲ့အခါမှာဘုရားသိတ်တန်ဖိုးထားတဲ့အဲ့ဒီအထဲတွေကဝိညာဉ်ကိုသူနဲ့အတူပျက်စီးဖို့ဆုံးရှုံးဖို့ဒါကြောင့်မို့တခိုးသည်ခိုးခြင်းတက်ခြင်းဖျက်ဆီးခြင်းကသာလာတတ်၏ရှေးအောင်ခရစ်ခိုင်း30အပိုက်ငယ်30မှာသခင်ရှုကတော့ပြောတယ်ငါမူကားတိုးတို့ကိုအသက်လွတ်ရုံများမကအထူးသဖြင့်အသက်နဲ့ပြည့်စုံနေခြင်းကလာသည်စာတန်ကဖျက်ဆီးဖို့လာတယ်သူဖျက်ဆီးခြင်းဆုံးအရာသူအလိုချင်ဆုံးအရာကကျွန်တော်တို့အထဲတွေကဝိညာဉ်ဖြစ်တယ်ဒါကြောင့်မို့ချစ်တော်ညီမတို့စီတိုင်းကျွန်တော်တို့ရဲ့အတွင်းဝိညာဉ်ထဲမှာခရစ်တော်အုပ်ဆိုးရင်စာတန်ဘာမှမတတ်နိုင်တော့ဘူးဒါကြောင့်မို့သင်ဟာယေရှုကိုယုံကြည်ပြီးသားသူဖြစ်ရင်ခရစ်တော်ကိုအုပ်ဆိုးခွင့်ပေးလိုက်ပါငါဆိုတဲ့သဘောနဲ့အသက်မရှင်ပါနဲ့ခရစ်တော်အုပ်ဆိုးရင်သင်အားဖြင့်ဘုရားဘုံလင်းထင်ရှားမှာဖြစ်တယ်ငါဆိုတဲ့သဘောရှင်နေတော့သင်အားဖြင့်ဘုရားလို့မရအောင်သင်အားဖြင့်ဘုရားဘုံလင်းထင်ရှားမှာမဟုတ်ဒါကြောင့်မို့ငါဒီကိုယ်တိုင်မရှင်မဲနဲ့ခရစ်တော်ဒီငါ၌ရှင်ခြင်းအားဖြင့်ခရစ်တော်ကိုမိမိရဲ့အသက်တာထဲမှာအုပ်ဆိုးခွင့်ပေးခြင်းအားဖြင့်ကျွန်တော်တို့မပိုင်တဲ့ကိုယ်ခန္ဓာစိတ်ဝိညာဉ်အားဖြင့်ဘုရားသခင်ရဲ့ဘုံလင်းကိုထင်ရှားခြင်းအားဖြင့်ဘုရားသခင်ရဲ့နိုင်ငံတော်ဟာကျေပြန့်ပြီးတော့ဖះကိုမသိသေးတဲ့သူတွေမြောက်များစွာသောသူတွေဒီပတ်ဝန်းကျင်လူတွေဖះကိုသိလာစေဖို့ကျွန်တော်တို့ရှိတဲ့နေရာမှာအများသောသူတွေဖះရဲ့မြတ်တာဖះရဲ့ဂရုဏာဖះရဲ့ညီသက်ခြင်းတွေခံစားရဖို့ရန်အတွက်ဖះသခင်ကျွန်တော်တို့ကိုရွေးကောက်ခေါ်ယူထားတာဖြစ်ပါတယ်။ဒါကြောင့်မို့အဲ့ဒီအသင်းတော်ကိုမရဏနိုင်ငံတကားတွေမနိုင်ရဘူး။သင်နေ့ကျွန်တော်ဟာခရစ်တော်ရဲ့ကိုယ်ခန္ဓာဖြစ်တယ်။သင်နေ့ကျွန်တော်ဟာခရစ်တော်ရဲ့သတို့သမီးဖြစ်တယ်။ဒါကြောင့်မို့ဖះသခင်ကိုချစ်တော်စိတ်နဲ့အရာရာတိုင်းမှာအစေခံသောနှလုံးသားနဲ့လှုပ်ဆောင်ခြင်းအပြင်ကိုမပိုင်တဲ့ခန္ဓာစိတ်ဝိညာဉ်အပြင်ဘုရားသခင်ပိုင်တဲ့ခန္ဓာစိတ်ဝိညာဉ်အပြင်ဘုရားသခင်ရဲ့ဘုံလင်းတို့အသက်ရှင်ခြင်းအပြင်ဘုရားသခင်ရဲ့ဘုံလင်းကိုထင်ရှားပြီးတော့ဘုရားသခင်ရဲ့နိုင်ငံတော်တည်ဆောက်ခြင်းမှာပါဝင်နိုင်သောသူရောက်စီတိုင်းဖြစ်စေဖို့ဝင်ငှပါတယ်အားလုံးပေါ်မှာဘုရားရှင်ကောင်းကြီးပေးပါစေအာမင်